ကိုအောင်ထက်ရဲ့တဘာဝနဲ့စမယ်ညာလေးတညာလာလေးကမပါဘဝလေးတဲ့သူလေးရောက်လာဘသူလေးမေးတာမမေးပါနဲ့တဲ့ကတားလေးနဲ့ဆိုညီတဲ့ခါအိုးချင်းလေးကိုယ်နှလုံးသားတနာလေးတွင်မှကျွမ်းဝင်ခဲ့ဒါကမှန်တယ်တွေတဆွမ်းတဲ့ပေါ်နှခမ်းလေးနဲ့ရင်ခုန်မဝင်စေသည်ဒီခမ်းလေးနမဘယ်လိုခေါ်လဲအတင်းငါ